ဆောင်းဖို့ဟာတွေကြတော့ဗာလဲဆိုတော့နော်လက်လက်ဆက်ဆက်အစားအသောက်တွေကိုကိုယ့်အိမ်မှာကိုချက်စားနော်ဒီဟိုအသီးအရွက်လက်လက်ဆက်ဆက်နော်နောက်ပြီးတော့ဒီဟိုအဲ့ဒါတွေပေါ့နော်နောက်ပြီးတော့လိုအပ်တဲ့ vitamin စုပ်ပါတို့ကိုလည်းတောက်နော်လေ့ကျင့်ခန်းကိုလည်းမှန်မှန်လုပ်နော်လေ့ကျင့်ခန်းကိုပြောတဲ့အခါမှာလေ့ကျင့်ခန်းကိုလည်းနော်မတရားမလုပ်အောင်ဟိုတော်ယုံမဲ့နော်အဲ့ဒီတချို့တွေကြတော့လေဟာအရန် exercise လုပ်တဲ့လူတွေရှိတယ်အဲ့ဒါလည်းညံအိုတဲ့အကြောင်းတစ်ခုတည်းမှာပါတယ်နော်နောက်ပြီးတော့ခံတွင်းကျန်းမာရေးကိုလည်းဂရုစိုက်ရတယ်နော်အရန်အရေးကြီးတယ်အဲ့တော့ကျမဒီနေ့ဘာဟိုဟာပေါ့နော် stress လုပ်ပြီးပြောချင်လဲဆိုတော့ဒီ hormone ဓာတ်တွေအကြောင်းပြောချင်တယ်ဘာကြောင့်လဲဆိုတော့ဒီ hormone ဓာတ်တွေဟာအရန်အရေးကြီးတယ်ခန္ဓာကိုယ်ထဲမှာဘာ hormone ဓာတ်တွေရှိတယ်လဲဆိုတော့အရန်အရေးကြီးတာကျမတို့လက်တင်းအရှိမှရှိတဲ့ thyroid gland ကထွက်တဲ့ thyroid hormone तू ကအခရာပဲतू ဒုက္ခရောက် तू ကနဲတီဖြစ်စေများတီဖြစ်စေဒီကိုယ်လုံးမှာပြောင်းဆန်တော့တယ်နော်အဲ့ဒီ thyroid hormone ကလည်းအရန်အရေးကြီးတယ်နောက်ပြီးတော့အမျိုးသမီးတွေမှာဆိုမိန်းမ hormone နော်အထူးသဖြင့်ဒီအသက်40ကျော်လာပြီဆိုရင်အမျိုးသမီးတွေမှာဒီ hormone ဓာတ်ကနော်ညော့လာတယ်နောက်တစ်ပြေးပြေးညော့လာပြီးတော့နောက်ဆုံးဒီ hormone ဓာတ်တွေတိတ်ကိုနဲသွားတဲ့အခါမှာတွေးဆုံးသွားတယ်နော်တွေးဆုံးသွားတာ ਨੇ ဘယ်လိုဖြစ်လဲဆိုတော့ hormone တွေမရှိတော့တဲ့အခါမှာနော်အထူးသဖြင့်ကိုဂယုမဆိုင်ပင်နဲ့ပြစ်စလက်ခတ်နေလိုက်လူကယူပြစ်လိုက်တယ်လို့ပဲတခါတည်းအုံစင်းသွားနော်နောက်အဲ့ဒါတွေကိုကျွန်မအသေးစိတ်ပြန်ပြောပြမယ်ဒါအမျိုးသမီးတွေယောက်ျားတွေမှာလည်းအဲ့လိုပဲသူတို့ကထင်တယ်ယောက်ျားတွေကနော်ဒီမိန်းမတွေလို့တွေးဆုံးခြင်းမရှိဘူးလို့ထင်ကြတယ်အမှန်ဆိုယောက်ျားတွေလည်းရှိတယ်နော်သူတို့လည်း40ကျော်ရင်အဲ့ဒီယောက်ျားဟော်မုန်းတွေကတဖြည်းဖြည်းနည်းလာတယ်နော်သူတို့လည်းလို့နောက်အဲ့ဒါရယ်နောက်ပြီးတော့ဒီဟော်မုန်းဓာတ်နောက်တစ်မျိုးရှိသေးတယ်သူက adrenal gland ဆိုတာဘာလဲဆိုတော့ဒီကျမတို့ကြောက်ကတ်တဲ့အပေါ်မှာလေဟိုစစ်ကြားစီအရွယ်လောက်ရှိတဲ့နော်အချိတ်ကလေးပေါ့အဲ့ဒီအကျိတ်ကထွက်တဲ့ဟော်မုန်းနော်အဲ့ဒီဟော်မုန်းဓာတ်နေဝိုင်းရင်လေလူကနော်အိုတာမြန်တယ်အဲ့တော့ဒီကျမတို့ကအခြေခံအားဖြင့်တော့သိတယ်အားလုံးသိသွားပြီအစားအသောက်နေထိုင်စီမြင်ရမယ်ဘာတွေကိုရှောင်ရမလဲဘာတွေကိုဆောင်ရမလဲဆိုသိသွားတယ်ဒါပေမဲ့လူတိုင်းသိမသိသေးတာဒီဟော်မုန်းဓာတ်တွေကဘလို့ခန္ဓာကိုယ်ကြီးကိုနော်ဟိုမြန်အိုအောင်လုပ်တယ်လေယောဂါတွေများရအောင်လုပ်တယ်လေဆိုတာအရန်အရေးကြီးတာနော်အဲ့တော့မနေ့တုန်းကတော့နော် thyroid hormone အကြောင်းပြောပြီးပြီနော်မနေ့ကနားထောင်တဲ့လူတွေပါလာထပ်ပြောရအောင်ထပ်ပြောမယ်နော်အဲ့ဘာလို့ဆိုတော့ तू ကအရန်ကိုအရေးကြီးတယ်လေမပြောလို့မဖြစ်ဘူးဘာကြောင့်လဲဆိုတော့လူတော်များများကလည်းသိမသိကြဘူးဒီဟော်မုန်းအကြောင်းနော်ဒီဟော်မုန်းကခန္ဓာကိုယ်ထဲမှာဘာကိုလုပ်လဲသူ့အလုပ်ကဘာလဲဆိုတော့နော်ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့ဒီ chemical reaction တွေပေါ့နော်အမျိုးစုံကို तू က direct လုပ်ပေးတာ तू အဲ့ဒီဓာတ်နဲသွားရင်ခန္ဓာကိုယ်ထဲမှာရှိတဲ့နော်ဒီ chemical reaction တွေကအရန်ကိုနှေးသွားတယ်နော်အထူးသဖြင့်ဒီဟိုကိုသမင်းစားလိုက်တယ်ဖြစ်စီအစားအသောက်စားတဲ့အခါမှာဒီအစားအသောက်ကို energy ကိုပြန်ထုတ်ဖို့ကဒီဟော်မုန်းမရှိရင်ရပါဘူးအဲ့တော့ဒီဟော်မုန်းဓာတ်ကချို့တဲ့တာနဲ့နော်လူကတော့ကိုကတော့မသိဘူးနော်မသိတဲ့ခါကျတော့နော်ကိုကဝလာမယ်ဟိုမောနေတယ်အိယာထိုင်မလန်းတော်ယုံနဲ့လည်းမထနိုင်နော်နောက်ပြီးတော့တစ်ချိန်လုံးကိုကလည်းချမ်းနော်ဝန်းနေလည်းချုပ်ဒီဟိုပါပေါ့နော်ဒီစပင်းနေလည်းကျွတ်နော်ထိတ်တွေပါပြောင်းလာအသက်ကြီးရင်ညားသွားဖြစ်လေယောက်ျားရောမိန်းမရောဝလာကြတယ်ဗိုက်တွေပူလာကြတယ်စားတာကတော့ဒီလောက်ကြီးလဲပုံမစားဘူးဒီတိုင်းစားတာနော်ဒီစီးကြိုတွေဖြစ်လာကြတယ်ကိုလက်စထရောတွေတက်လာတယ်နော်ဟိုခေါင်းကလည်းမကြည့်ဘူးမရှင်းဘူးမနေ့အိယာထိုင်လည်းအဲ့လိုမနေ့ကိုထားတယ်